အခုဖက်ပြန်မှာကတော့ဥပဒါနဲ့ခုနှစ်ဆောင်အခန်းဆုံးဖြစ်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ရင် subscribe လုပ်ပြီးလည်းပြရချင်ပါတယ်ဖူဒီယိုတို့အိမ်ကိုရုပ်တည်သွားတော့အမဲပေါင်ကြီးကိုဖျက်ပြီးတော့ထင်းမီပေါ်မှာမပြည့်တဲ့ကင်းနေအပေါ်ရန်သားလေးတွေကိုမီးပြပေးမယ်တကယ်တမ်းကျတော့အမဲသားအစင်းကြီးရေးတာရှိသေးတယ်ဗျပြီးတော့နီးစကောကြီးတဲ့ကိုဖက်တိခင်ပြီးအပေါ်ကထမင်းလုံးကချက်ထားတာကိုပုံလိုက်တယ်ထမင်းကိုဖြန်းပြီးတော့အမဲသားကင်းအမြောင်းလေးကြီးကိုစကောလေးကိုထည့်ရတာပေါ့ဗျာအမေသားကများလုံးတော့ထမင်းကိုတော့ဖုံးသွားတယ်ပြီးတော့ပစိုးပိုင်းတစ်ခုနဲ့အုပ်ထားပါဗျာကျိုးတကတော့ဖိုလီအော်နာမှာသွားနေတယ်ကိုတီကဒူးလိမ်ပြီးအော်နေပြီမြအမေသားအနံ့ရတော့ခရစ်ကောင်လိုပဲထိုင်ပြီးတော့စာယူနေထိုင်ပြီးတကယ်ကြီးချနေရပါဗျာကျိုးတို့ပြချင်လိုက်တာတကယ်တော့ပြီးလို့မရဘူးစီးချနေတာဘဲအောင်လာနဲ့တက်သွားတဲ့ပုံပဲဗျဒါပေမဲ့မချင်တဲ့သူတွေကတော့ရှိတယ်အဲ့ဒါကတော့ဖိုတီရဲ့ဦးလေးပေါ့ဗျာဖိုတီကအဖေမရှိတော့ဘူးသူငယ်လေးတွေကသူ့ပြီးတည်တော့ကြတာပေါ့ဒါပေမဲ့ဦးလေးတွေကတော့300လောက်ရှိတယ်ဗျသူဦးလေးကလည်းတန်တမာထွားကျန်းနေကြမကြခင်နေသိရင်ရောက်လာခဲ့ရောဗျဖိုတီအုံမီကခေါ်စားပောင်းကျပြီးတော့ရွာပြင်ကိုတရလေးထွက်ခဲ့တယ်ကျိုးဖေတကြီးကသာတရုတ်ဝတ်ထားခိုင်းတယ်တရားစကားတရားနားနဲ့တရားတင်းကရွာလေးပြတ်နေပြီဗျရွာသားရဲ့တချို့လည်းထွက်ကြည့်ကြရပဲပေါ့ဗျာကျုပ်ကလည်းသိချင်တာနဲ့အနောက်ကနေရွာသားတွေလက်ကြည့်တာပေါ့ဖျားပြုတ်ကုန်းဆိုတာအရန်သေးချောက်တဲ့နေရာဗျနေရာရမ်းကျန်းတယ်လို့ပြောတယ်ကျိုးတို့ရွာသုံးရအလေးကဘယ်ရတာမဟုတ်ဘူးကျိုးတို့စီကုန်းရွာရဲ့အနောက်ဘက်ချင်းမှာရှိတာဗျရွာနဲ့2မိုင်လောက်ဝေးတယ်အဲ့ဒီအနားမှာတော်ရန်ကလေးလည်းရှိတယ်နောက်တော့ဖျားပြကြီးပေါ့ဗျာအိုကျိုးအုပ်ပြက်တွေနဲ့ကိုကမူကြီးကညနေရောင်မှာနေနေရေးကြီးဖြစ်နေရပေါ့ဗျာကျိုးတို့အဲ့ဒီကိုလေးရောက်ရောကျိုးအဖေနဲ့တွေ့ပါလေရောအဖေကဆိုကျိုးစီကိုလာပြီးတော့ကျိုးစပိုးပြောင်းနေတယ်နဲ့အော်ရတော့ဗျာကျိုးစင်ပူထူပြီးဂျေလာလေးမြင်ကုန်တယ်အဖေကကျုပ်ကိုပြန်ခန့်လိုက်တယ်ဟုတ်တယ်ပေါ့ဗျာကျုပ်ထဲမှာတခြားကလေးတယောက်မှမပေါ့ကျုပ်သက်ဆက်သူချင်းတော့အကြည့်တိုက်လာခဲ့တာဒါနဲ့ကျုပ်လည်းရွာဘက်လည်းပြန်ခဲ့တာပေါ့ဒါပေမဲ့တနေရာမှာချုံမိုးကြီးကလှုပ်နေတယ်ကျုပ်လည်းကြည့်မတော့ကြည့်တယ်ဖိုးတို့ဦးလေးဖြစ်နေတယ်သူတို့ကလည်းဓာတ်ရိုက်လန်နေခိုင်းလာတာဗျကျုပ်လည်းချုံပဲတစ်ခွက်နဲ့ဆက်ပြီးချောင်းကြည့်နေမိတယ်သူတို့ကတော့ခေါ်စားလာကြည့်တဲ့ဆုံးမကိုတွေ့ရင်လန်နဲ့ထိုးမယ်ဓာတ်နဲ့ခုံမယ်ဆိုကျင်းဝနေကြတာဒါမှမဟုတ်ကျတော့ကျုပ်လည်းမခံနိုင်တော့ပေါ့ဗျာအဲ့ဒါနဲ့ကျုပ်လည်းဆက်ပြီးပုံနေလိုက်တယ်ခဏကြာတော့အဖေရောရွာကလူတွေပါအကုန်ပြန်သွားတယ်ဖိုတိုအမီကတော့ခေါ်သားစကားကိုဖျားငုတ်တွေအနောက်ဘက်မှာတောစံမှာချပြေးပြီးခက်တော့ပြန်ပြေးတယ်ကျုပ်လည်းအဲ့ဒီတော့မှကြောက်စိတ်ဝင်လာတယ်ဒီနားမှာလူဆိုလို့ကျုပ်ရဲ့ဖိုတိုဦးလေး3ယောက်ရဲ့ပဲဇနေခဲ့တာဟုတ်ဗျတဖြည်းဖြည်းလမ်းမောင်းလာပြီးဒီချိန်မှာခွေးဦးတိုင်းတစ်ခုကိုဆွေးသွင်းရင်ရလိုက်ရတယ်ဗျမကြပါဘူးတော်ရန်ကလေးတွေကနေခွေးတစ်ကောင်ပြေးထွက်လာတယ်အမွှေးဆိုဖွားနဲ့ခွေးကြီးတော်ကြီးရဲ့အကောင်ကြီးဗျလူကြီးခါတော့ရက်ရှိမယ်အရွယ်ကလည်းနွားပေါက်လောက်ရှိဘူးဗျဒါနဲ့ခေါက်လှမ်းနဲ့ထုံးမဲ့ဖိုးတဲ့ဦးလေးကလည်းကျုံပေါ်တဲ့ကမထွက်ကြောက်ဖြစ်နေတယ်ခွေးကြီးရဲ့မျိုးလုံးတွေကညနေရောင်မှာနေရပဲဗျာနောက်တော့ခေါ်စားပန်းကုန်ပြီးတော့အမေသားတွေအားပါစားရတာပဲဒါပေမဲ့အမေသားတွေကမကြိုက်လို့လားမသိခွေးကြီးကအမေသားတွေတော်တော်အားပြီးဝါနေရတယ်ခေါင်းကိုပေးဆောင်ပြီးအန်သွားတွေဝါနေတယ်နောက်တော့အမေသားတွေကိုပြတဲ့ရန်ထွေးလိုက်တယ်လိခါမှာရတဲ့ပေါ်လာတယ်ကျတို့ကျတို့ဥပဒါကြီးဗျခေါင်းပြောင်ပြောင်ကြီးနဲ့တပည့်တစ်ခုပေါင်းထားပြီးတော့ဘဆူတို့ဝေထားတယ်ခွေးနဲ့ကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးပြီးတဟာနဲ့အော်ယူနေပါဦးဗျာခွေးကြီးကသူ့ကိုကြည့်ပြီးတော့ဟာတကီးနဲ့ပြင်းနေပါဗျာဟာဘလို့လဲစားကောင်းရလားနှမရဲ့အဲ့ဒါအမေသားမဟုတ်ဘူးငါရင်နားလေးဆိုရင်မထုံးကြီးဟဲ့ခွေးကြီးကဥပဒါကိုကြည့်ပြီးတော့ကြိတ်တော့မှန်ပြင်းနေတယ်ရှင်ပေါ်ထက်ကနေကြည့်နေတဲ့ကျုပ်ကဒူးရီတစ်ဆက်တုံးနေပြီဗျဥပဒါကတော့တစ်ချက်ကလေးတော့ကြောက်မရောက်ဗျာအောင်မဲညီငယ်မြင့်ငါ့ကိုကိုက်မယ်လားနှမရဲ့နင်ကငါကြည့်ရမြခုံးစားတော့ငါခမ်းမဖြစ်သွားပြီပေါ့ဥပဒေကြီးကနောက်တော့ခွေးနဲ့ကြီးကိုလည်းရုံးနဲ့ထွားရတယ်ဗျဗဇက်ကလည်းခုံစမ်းလုံးမပေးတယ်နဲ့ခွေးကြီးကခြေလေးပဲစလုံးနီးပေါ့မြေပေါ်ကကြွားပြီးတော့ခုံတော့ပဲဗျဥပဒေကြီးကခွေးကိုကြည့်ပြီးဟိုတော့လေကြီးနေပါဗျခွေးကြီးရဲ့ကြီးတွေကတော်တော်မကျင်းတဲ့ကြီးနဲ့ကိုကြီးနေရဗျဒါပေမဲ့သူကိုယ်တိုင်ကတော့ဥပဒေခိုင်းလို့လုံနေရတာပေါ့ဗျာဟာနင်ကငါကခွေးလို့ထင်နေတာနင်ကမြစားတဲ့ရုံကိုဥပဒေကနောက်တော့လင်းစင်းလေးပေါ်တာခွေးကြီးလည်းမြောက်ဝေးပြီးဘယ်လက်ညာလေးလည်းလိမ့်နေတာပေါ့ဗျာဘဝသားကြီးကလည်းခွေးကိုထိုင်ခိုင်းလိုက်ထားခိုင်းလိုက်အဆုံးတော့ခိုင်းလာပဲခွေးကြီးမှသူခိုင်းတဲ့အတိုင်းလို့နောက်ဆုံးတော့ခွေးကြီးကနေလူတန်းထွက်လာတယ်ဗျလူတန်းတော့မှမိမတယောက်အတန်းဗျကြောက်ပါပြီရှင်ကျွန်မလှုပ်ပြီးပါတော့ကျွန်မတောင်းမှမာတယ်ဒီတော့မှဘဝသားကြီးကလည်းကျင်းနေသွားတယ်ဟဲ့မီအေးနင်တွေးကြောင်းမီးမဟုတ်လားနေပညာလောက်နေမြန်900ကိုလာစားရတယ်မီးအေးဒီရောမှငါရှိရဆိုနေမသိဘူးလားခွေးကြီးကဘာမှပြောပဲခွေးမကြီးမိုင်းနေရဲ့ဗျဘဝသားကြီးကလည်းခွေးနောက်ကိုလက်ဆက်သွားလိုက်ပြီးတော့ခွေးရုံလင်းထိုးပြီးကဲနေလက်သွားတော့
နောက်ဆိုမနေ့ရောက်နေကြတယ်လို့ငါးရွာတော့လာမကျော်နဲ့မိနေမကျင်းနေရင်နင်တို့ဒီမျိုးလုံးခေါ်လာခဲ့သွားစမ်းအဲ့လိုပြောတော့မှခွေးကြီးရဲ့နာနုကိုဖြတ်ကန်ထလိုက်တာခွေးကြီးမှနာလုံးလို့တကင်းနဲ့អော်ပြီးအမိကိုပြီးဒေါ်လာနဲ့ဝင်ပြီးသွားတော့တယ်မခံနိုင်ဘူးလားဥပဒါကြီးရဲ့စီးရဲ့ဖက်နှက်ကဥပဒါကြီးရဲ့ဖက်နှက်ကတရသားမမကိုခေါ်ပြီးလှုပ်ထားတဲ့ခုံးနဲ့ကြီးပြနာနုကိုတီသွားတော့တော်နာသားမဲ့ပုံမဲပြနောက်တော့ဥပဒါကြီးကရွာဘက်ကိုထွက်သွားတယ်ကျုပ်လည်းရွာကိုအပြည့်ပြုံလို့ရတာပေါ့ဗျာကျုပ်ကတည်းကလုံးဝမကြောက်တတ်ပြီမနည်းနည်းတော့လည်းဘဝချင်းကလည်းတော်တော်မှောင်းနေပြီဒါပေမဲ့ဖိုးတရဦးလေးသုံးအောင်ကိုတတိယသွားလို့သူတို့တွေပုံနေချုံဖို့စီကိုသွားလိုက်တယ်ဆိုအဲ့ဒီကိုရောက်တော့ဘာတင်နေပြသုံးမလိုက်ခုံးမယ်ဓာတ်နဲ့ထိုးမယ်ဆိုရင်အာကောင်မတဲ့ရိတ်တော့ကတတိလေးနေရဗျမျက်ဖြူလေးကိုလမ်းဒါကြောင့်သူတို့ခွေးကြီးကိုဓာတ်နဲ့ခုံးနေတော့နေပေါ့ဗျာကျုံလဲရွာကိုအမြန်ပြေးရတော့တယ်ရောက်တော့မှဖိုးတရအိမ်ကိုသွားပြီအကျိုးကြောင့်ပြောရတော့မှဖိုးတရအိမ်ကလူတွေသွားခေါ်ရတယ်တတိယအောင်မနေမနဲ့ကြွရတယ်ဗျာအဲ့ချိန်မှာပဲဖိုးတရအိမ်ကိုအဖေရောက်လာတယ်ဗျအဖေတက်မကင်ထားရကကျင်းလုံးနဲ့မြင်ကြတယ်တဝဲချင်းလေးဗျကျုပ်လည်းခွင်းနေစပြီးတော့အာပါကြီးခဲ့မလို့ကိုလည်းလာမသိတော့ဒီခါတော့ကြုတ်ပြီးရမယ်လှည့်ပေါ့ဖိုးတရအိမ်နောက်ဖက်စီယုံမှာစီးတယ်ခွေးတို့ပေါ်liềnထွက်ပြေးရတော့ဗျာအဖေကတော့ကျုပ်ကလန်းអော်ပြီးអော်စင်ချင်းလုံးကြီးဝင်ကနေပြေးလိုက်တော့ဗျာကျုပ်လည်းပေါ်နဲ့တင်မှာတလိုက်ကြအောင်ပြေးပြီးနောက်ဆုံးရဖုန်းကြောင်းကျပြေးရတော့ဗျာရဖုန်းကအဖေပါကြီးလေကျုပ်တို့အဖိုးတော်တာပေါ့ဗျာသူကကျုပ်အသိချစ်စားတာဗျနောက်တော့ဖုန်းကြောင်းရောက်တော့မှာပဲကျုပ်လည်းအဖိုးပြသူငနဲ့အဲပြီးကိုချလိုက်တော့ဗျာကဲဒီနေ့တော့နေတော့ပေါ့ဗျာနောက်နေ့မှဥပဒေကြီးကြောင့်ဆက်ပြောပြအောင်မယ်